အားလုံးပဲမင်္ဂလာပါကဲခုနလပန်းတရက်နေ့အတွက်အပန်ကနန်းတကွဲလေးရထားပါတယ်အိမ်မဲကနန်းအပန်ကနန်းကတကွဲရထားပါတယ်ကနန်းလေးတည်ပေးပါမယ်ဒီဗီဒီယိုဖိုင်လေးကိုနားထောင်ပြီးရင်လည်းအများမြင်အများကြားအများသိအောင်လည်းရှယ်သွားပေးကြပါတဲ့ကနန်းတကွက်တည်ပေးပါမယ်အပန်ခုနလပန်းတရက်နေ့အတွက်ပါလူသေးတွေလာပြီးတော့ဖိုလိုလေးလို့ထားပေးကြပါပတ်စံလူချင်းရင်ပတ်စံအကျွေးပါစီးနေသူတွေအကျွေးကြီးချင်းဒီပေးလေးကိုဖိုလိုလေးလို့ထားပေးကြပါဖိုလိုလေးလို့ထားပေးကြပါခုနလပန်းတရက်နေ့အတွက်အပန်ကနန်းတကွက်တည်ပေးပါမယ်